စိတ်ဆိုးနေတဲ့လူကိုမင်းကမစိတ်မဆိုးပဲတိခံခြင်းနဲ့အနိုင်ယူလိုက်ပါသူ့ကိုဘာလို့တုံ့ဖက်မလဲစိတ်ဆိုးမလဲတိခံခြင်းနဲ့အနိုင်ယူလိုက်ပါတိခံလိုက်လို့ရှိရင်သူလည်းဒေါသပြေသွားမယ်ကိုလည်းဒေါသပြေသွားတယ်သူဒေါသကိုဒေါသနှစ်ခုဖြစ်ပြီဆိုလို့ရှိရင်ကိုပြင်းထန်လာတယ်ပြင်းထန်လာတဲ့အခါမှာသူပဲဖြစ်စေကိုပဲဖြစ်စေတူဟာနစ်နာပြီမဆုံးနိုင်တဲ့ပြဿနာတွေနဲ့ရင်ဆိုင်ရလိမ့်မယ်ရင်ဆိုင်ပြီးလို့စိတ်ပြေသွားတဲ့အခါကျတော့မှားကုန်ပြီပြင်လို့မရတော့အဲ့ချိန်ကျနော်အနိုင်ယူလိုက်တဲ့ပုဂ္ဂိုလ်ကလည်းပဲပြစ်မှုသူဆက်ခံရတော့မယ်နော်ပြစ်မှုဆက်ခံရတော့မယ်တော့အရှုံးမပေးလို့တုံ့ပြန်တဲ့ပုဂ္ဂိုလ်ကလည်းပဲဘဝမှာအသက်ဆုံးလိုက်ရတာလည်းဖြစ်ချင်းဖြစ်မယ်သို့မဟုတ်ကိုကနိုင်လိုက်တာလည်းဖြစ်ချင်းဖြစ်မယ်နိုင်လိုက်လို့တစ်ဖက်သားသိဆုံးသွားပြီဆိုရင်သူလည်းရာဇဝမှုနဲ့ဒုက္ခရောက်အောင်ပါ